အမှားယွင်းတချို့ရှိခဲ့ပေမဲ့အင်ကွင်းမှာလိုအပ်နေတဲ့ဂိုးပြတ်နိုင်ပွဲရရှိခဲ့တဲ့လီဗာပူးနှစ်ဖက်တိုက်စစ်ရဲ့အပြန်အလှန်သွင်းဂိုးတွေနဲ့အကျိတ်နဲ့ရှိခဲ့ပြီးကွင်းလယ်ပိုင်းအသာစီးယူနိုင်မှုကပွဲစဉ်ရဲ့တကယ်အဆုံးဖြတ်ဖြစ်ခဲ့တဲ့ပဲခူးသားနဲ့ဟမ်မာတို့ရဲ့ပရီးမီးယားလိပွဲစဉ်လေးကိုပွဲပြီးသုံးသက်ချက်လေးလုပ်ပေးသွားခြင်းပါတယ်အားလုံးပဲမင်္ဂလာပါအမိုင်လန်ဖူဘောမက်စ်ကနေကြိုဆိုလိုက်ပါတယ်စနေနေ့ညရှင်ပြိုင်မှုတွေအတွင်းသွင်းကိုအများပြားနဲ့ပရိသတ်တွေကိုစိတ်ကျေနပ်မှုရရှိစေခဲ့တဲ့ပွဲစဉ်တွေထွက်ပေါ်လာခဲ့ကဒီထဲမှာအဖီကလီဗာပူးနဲ့ဝက်ဆမ်ပွဲစဉ်လည်းပါဝင်နိုင်ခဲ့တာပါနှစ်သင်းပေါင်းသွင်းကိုအရေအတွက်9ဂိုးတိရရှိခဲ့ပြီးအချင်းအသင်းဘက်ကမညာသလိုဧည့်သည်အသင်းဘက်ကလည်းအထာမထားပဲတစ်ဖက်နဲ့တစ်ဖက်မနာတဲ့တိုက်စစ်ဆင်မှုတွေနဲ့တကယ်ကိုကြည်ကောင်းလွန်ခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်ပထမဦးစွာအာနစ်လော့ရဲ့အသင်းကတော့ပွဲစားတယ်ဆိုတာနဲ့ဒရက်ဆက်ဖီအားပေးကစားလာခဲ့ပြီးဝက်ဆမ်ဘက်ကိုကစားကွက်တယ်များလောက်အောင်ဒုက္ခများစေခဲ့တာပါဒီကနေ့ပွဲမှာဟမ်မာနောက်တန်းကလီဗာပူးတိုက်စစ်တွေကိုဘယ်လိုမှထိမရခဲ့ပဲအမားတွေကျူးလွန်မိနေကဘယ်ချမ်းကနေအတက်ကင်းလိုက်ပါလာတဲ့မီလော့ကာကရဲ့ဖြတ်တင်ဘောတွေကိုဆိုဝန်ပီဆာကာတယောက်မဟန်တားနိုင်မဲ့ခဏတိုင်းဆိုလိုခွင့်ပြုနေခဲ့ရတာပါဘကိုးသားတွေရဲ့ pressing ဂိမ်းကြောင့်အမှားများနေတဲ့ဝက်ဆန်စန်နာဘတ်တရားဆိုရင်ဘောလုံးချီရုံမှုတွေတေးတေးတက်တက်မလုပ်နိုင်တော့ပဲပထမပိုင်းမှာတင်ပြိုင်ဘက်ကိုတောင်းငံမော၈ချိန်အထိခွင့်ပြုခဲ့ရကဒီအခွင့်အရေးကိုလီဗာပူးတိုက်စစ်ကသွင်းဂိုးတွေအဖြစ်၃ချိန်တိုင်းတိုင်းပြောင်းလဲပစ်ခဲ့ပါတယ်ပထမဆုံးအဖွင့်ဂိုးကိုတော့ပွဲချိန်9မိနစ်ကျော်လေးမှာတင်တောင်းငံမောမတစ်စင်အီကီတီကီမှလှလှပပအဆုံးသတ်ပြနိုင်ခဲ့တာကြောင့်ပွဲကိုစောစောစီးစီးဥဆောင်နိုင်ခဲ့ကလေးပွဲဆက်ဂိုးပေါက်ပြောင်းနေတဲ့ပြင်သစ်တိုက်စစ်မှုလဲဂိုးပေါက်ပြန်လဲရှာဖွေနိုင်ခဲ့တာပါအဲ့တဲ့ဟမ်မာတို့အနေနဲ့သွင်းဂိုးခွင့်ပြုခဲ့ရပြီးနောက်ပိုင်းလီဗာပူးဘက်ကိုတောင်မန်တိုက်စစ်တွေအားပြုရင်းပြန်လဲထိုးနှက်လာခဲ့ပေမဲ့ထိရောက်တဲ့ရှိန်ချောက်မှုတွေကိုတော့မမြင်တွေ့ခဲ့ရပါဘူးယနေ့ပွဲမှာဝက်ဆန်ကွင်းလယ်ပိုင်းကပဲခူးသားရဲ့မာကာဂရာဘီအတွက်ကိုလုံးဝရှင်ကစားနိုင်ခြင်းမရှိပဲအပြတ်သက်အရေးနှိမ့်ခဲ့ရပြီးဒီကနေ့တစ်ဆင့်ဆိုဘိုစလိုင်းရဲ့အချိန်ဆက်တွေနဲ့တကွတိုက်စစ်ပိုင်းအတွက်အခွင့်အရေးတွေပုံမရရှိစေခဲ့တာဖြစ်ပါတယ်လီဗာပူးအတွက်ဒုတိယနဲ့တတိယမြောက်ဦးဆောင်ဂိုးတွေကိုလည်းတောင်းကမမတစ်ဆင့်ဗန်ဒိုင်းနဲ့မာကာတို့ကဇက်တိုက်ဆိုသလိုသွင်းယူပေးခဲ့ပြီးပွဲကစားချိန်45မိနစ်တွင်းမှာပဲအင်ရှင်ဘက်က3ဂိုးပြည့်တဲ့ကိုအသာစီးယူပြထားခဲ့တာပါပထမတစ်ပိုင်းလုံးဟာပဲခူးသင်းရဲ့တိုးတက်လာတဲ့ဆက်ပြီးအရေးသွေးတွေကိုပြသနိုင်ခဲ့ပြီးအရင်ကအားနည်းခဲ့တဲ့စက္ကမောအသာစီးယူနိုင်မှုတွေကိုလည်းအကောင်းဆုံးပြင်ဆင်လာခဲ့တာတွေ့ရပါတယ်အဲ့တဲ့အသင်းတွေနဲ့ထူးထူးခြားခြားစွမ်းဆောင်ပြနိုင်တာဘာမှမရှိပဲကစားသမားတွေရဲ့တူးချင်းစွမ်းဆောင်ရည်နဲ့အတူအန်ဖီရဲ့အချိန်ဝါတွေကြောင့်မှအတော်ကိုမိမ့်မိန်နေခဲ့ရတာပါဒုတိယပိုင်းရောက်မှာတော့အာနစ်လော့ရဲ့အသင်းဟာပွဲကိုအသာရထိန်းကစားလာရင်နျူနိုဆန်တို့ရဲ့တံပြန်တိုက်စစ်တွေကိုအကောင်းဆုံးဟန်တားနိုင်မှုပဲအာရုံစိုက်လာခဲ့ပါတယ်ဝက်ဆန်ရဲ့တောင်ပံကဆမ်မာဗီလေးနဲ့ဘဝင်တို့ဟာဆိုရင်ပထမပိုင်းနဲ့မတူအောင်အတော်ကွဲပြားလာခဲ့ပြီးလီဗာပူးရဲ့ head space တွေမှာဝင်ရောက်နေရယူနေတဲ့ကွင်းလက်ကဖာနန်ဒက်တို့နဲ့အရှိတ်ဆက်တွေပြုလုပ်လာနိုင်ကအင်ချီအသင်းကိုအကြက်တဲတွေဖြစ်စေခဲ့တာပါဝက်ဆန်သင်းရဲ့မထင်မှတ်ပဲအခုလိုရုံထလာနိုင်ခြင်းကအင်ရှင်နောက်တန်းတွေကိုအကြောင်းရိုက်သွားစေကဒုတိယပိုင်းဆက်စားခြင်းမှာပဲရှေဘာကိုစတင်ခွင့်ပြုခဲ့ရပြီးဒီကိုမှလီဗာပူးစတာဘတ်ရဲ့ပေါ်ရောက်မှုတွေကိုမြင်တွေ့ခဲ့ရပါတယ်တွင်ကိုခွင့်ပြုခဲ့ရပြီးနောက်ပိုင်းပဲခူးသားတို့ကစားအားပြန်တင်လာကနှစ်ဖက်အသင်းကြားအပြန်အလှန်တိုက်စစ်တွေနဲ့အခွင့်အရေးတွေရှာဖွေနေခဲ့တာပါအဲ့တဲ့ဝက်ဆန်သင်းတွေနဲ့တောင်မန်တွေရဲ့ဖြတ်တင်ဘောတွေနဲ့အတူအေရီယာဘောက်ထဲဝင်ရောက်မွေနှောက်မှုတွေရှိခဲ့ပေမဲ့ကိုနာတေပန်နိုင်တို့ရဲ့အမြင့်ပေါ်အာသာချက်တွေကိုရှင်မရခဲ့တဲ့အပြင်ကုသမအလီဆင်ကလည်းလက်စွမ်းပြနေခဲ့တာကြောင့်ကိုတွေထပ်မံရရှိဖို့ခက်ခဲနေခဲ့ပါတယ်လီဗာပူးဘက်မှာတော့ဂိုမန်ရဲ့လက်ပစ်ပေါ်မြောက်ချပေးမှုမှတစ်ဆင့်ကိုတီကပ်ပေါ်အပိုင်ခွင့်ရရှိခဲ့ပေမဲ့အတိအကျအဆုံးမသတ်နိုင်ခဲ့ပဲပွဲချိန်69မိနစ်မှသာသူ့ရဲ့ပုံစံအတိုင်းတစ်ချက်လက်ထွက်ပြီးကန်သွင်းဆုံးသတ်ခဲ့ကဂိုးကန်ခင်းနေမှုကိုရပ်တန့်ပြနိုင်ခဲ့တာပါဖိုးဝါနဲ့ဦးဆောင်နေတဲ့ပဲခူးအသင်းကိုဟမ်မာတို့အနေနဲ့ဒုတိယမြောက်ရှေဘာကိုသွင်းယူခဲ့ကနောက်ထပ်ဖိအားပေးလာခဲ့ပြီးဒီကိုတော့ဒေါင်းကန်ဘောကနေပဲကက်စတယ်လာနိုကခေါင်းတိုက်သွင်းယူခဲ့ပြန်ပါတယ်တွင်ကိုခွင့်ပြုခဲ့ရပေမဲ့အလဲပြောင်းတွေကိုထပ်မံဖန်တီးဖို့ရှိနေတဲ့အာနစ်လော့ကတော့လူစားလဲမှုတွေပြုလုပ်လာကပွဲရဲ့တမကိုထပ်မံမြင့်တင်လာခဲ့တာပါအန်ဂိုမူအာနဲ့ဖရင်ပေါင်တို့ရဲ့ဘဲညာတောင်မန်တွေဟာပုံမညံ့ညောတဲ့လိန်ခေါမှုတွေပြုလုပ်ပြခဲ့ပြီးနေရာကပြန်လာပြီးတိုင်းအမြဲအကျိုးပြုလေရှိတဲ့ဖရင်ပေါင်ရဲ့ဖြတ်တိုးပေးတဲ့ဘောလုံးကြောင့်ပဲဟမ်မာနောက်တန်းနဲ့ဒီဖလက်ပစ်ကလီဗာပူးတို့ပြင်စမမြောက်ဂိုးကိုရရှိခဲ့ပြန်ပါတယ်ဒီပွဲမှာမထင်မှတ်ထားလောက်အောင်ကောင်းပြခဲ့တဲ့ဝက်ဆန်အသင်းအနေနဲ့ရှေဘာကိုတွေသွင်းယူထားနိုင်သည့်တိုင်အောင်ပဲခူးသားတို့ရဲ့ပြောင်မြောက်လာတဲ့တိုက်စစ်ကစားဟန်ကြောင့်လက်ချော့အချုံးပေးခဲ့ရပြီးပွဲစဉ်ပြီးမှ9ဂိုး2ဂိုးဆိုတဲ့ရလနဲ့ကိုဂိုးပြတ်ချုံနှိမ်သွားခဲ့ရတာပါလီဗာပူးတို့အနေနဲ့ပထမပိုင်းမှာဆက်ပြီးကနေသာဂိုးတွေရရှိခဲ့ပေမဲ့ကွင်းလယ်ပိုင်းရဲ့အရေးပါမှုနဲ့အတူပွဲကိုစိုးမိုးနိုင်စွမ်းနေကြောင်းဒုတိယပိုင်းဟာ open play show တစ်ခုဖြစ်ခဲ့ပြန်ပါတယ်ကျွန်တော်မြင်မှာတော့ယနေ့ပွဲဟာပရိသတ်တွေကိုအပြည့်အဝဖျော်ဖြေမှုပေးစွမ်းနိုင်ခဲ့ပြီးကျင်းတဲ့ဆရာရလက်တွေလည်းကြံရစ်စေခဲ့တယ်လို့ထင်မြင်မိပါတယ်ပရိသတ်တို့ကယနေ့ပွဲပေါ်ဘယ်လိုမြင်ပါသလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အသေးအသေးတွေအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and follow လေးလုပ်သွားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်